ဟိုးတော့ကစီးပွားဥစ္စာပြည်လဲတဲ့ဖခင်မုတ်ဆိုးဘူကြီးနဲ့အတူသားလေးတယောက်တို့ဟာပျော်ရွှင်စွာနဲ့အတူနေလာခဲ့ကြတယ်။သားဖြစ်သူဟာအရွယ်လေးရောက်လာတဲ့အခါစီးပွားဥစ္စာလေးကလည်းပြည့်စုံဆိုတော့အပေါင်းအသင်းတွေတိတ်များပြီးတော့အပေါင်းအသင်းတွေအပေါ်တိတ်ခင်မင်ခဲ့တဲ့နေ့စဉ်နဲ့အမျှတငယ်ချင်းတွေနဲ့သွာလာနေထိုင်ပြီးတော့မနဲ့လင်းနာနဲ့ဖခင်စီကမုံဖို့ဆိုပြီးတော့နေတိုင်းတောင်းတဲ့ဒီနေ့သားတငယ်ချင်းတွေနဲ့ဘယ်ကိုသွားမယ်ဘယ်ကိုလဲကြမယ်တငယ်ချင်းတွေနဲ့ဘာတွေစားကြမယ်ဒါကြောင့်မုံဖို့ပေးပါအောင်ဆိုပြီးတော့နေတိုင်းဖခင်ဖြစ်သူစီကမုံဖို့တောင်းခဲ့တယ်ကဲလို့ပြန်လာရင်လဲသားတငယ်ချင်းတွေကသူ့အပေါ်အလွန်ကောင်းကြောင်းသူ့မှာတငယ်ချင်းတွေများစွာရှိတဲ့အကြောင်းသူ့တငယ်ချင်းတွေတင်မကသူ့တငယ်ချင်းမိဘတွေကပါသူ့အပေါ်အလွန်ကောင်းကြောင်းအလွန်ချစ်ကြကြောင်းဘယ်တငယ်ချင်းမိဘကဆိုရင်ဘယ်လိုစသဖြင့်တငယ်ချင်းတွေနဲ့တငယ်ချင်းမိဘတွေရဲ့ကောင်းကြောင်းတွေကိုပဲပြောဆိုတာနဲ့နေတိုင်းလူမုံဖို့တောင်းပြီးတော့တငယ်ချင်းဆိုသူတွေနဲ့ပဲအချိန်တွေကုန်နေခဲ့တဲ့ဒီနေ့တော့သားဖြစ်သူဟာတငယ်ချင်းတွေနဲ့လဲပတ်စားတော့ပြီးပြန်လာတဲ့အခါအိမ်ပေါက်မှာအထုပ်အပိုးတွေနဲ့ကြောက်လန့်ဖြစ်နေကြတဲ့ဖခင်ဖြစ်သူကိုမြင်တွေ့လိုက်ရတယ်ဖခင်ဖြစ်သူကလည်းအနားကိုသားရောက်လာတယ်ဆိုရင်ပဲသားရီအဖေတို့တော့မင်းပြင်းမင်းထန်သိမ့်ပြီမကြခင်လာအဖမ်းခံရတော့မင်းထင်တယ်ဒါကြောင့်မို့ဒီအိမ်ကနေထွက်ပြေးကြရမယ်သားအဖေမှာအတိကလည်းသိရှိတာမဟုတ်ဘူးသားအပေါ်အချစ်ဆုံးလို့ထင်တဲ့သားတငယ်ချင်းမိသားစုရဲ့တအိမ်ကိုပြေးကြရမယ်လို့ပြောတဲ့အားဖြစ်သူကလည်းအစပထမတော့ကြောင်အန်းဖြစ်သွားတာပေါ့နောက်တော့လဲသိကြောက်နေပုံရတဲ့ဖခင်ဖြစ်သူကိုကြည်ပြီးတော့ဖေးဘာမှစိတ်မပူပါနဲ့သားတငယ်ချင်းတွေအများကြီးရှိတာပဲလာသွားကြမယ်ဆိုပြီးတငယ်ချင်းအိမ်တွေကိုပြေးလာခဲ့ကြတယ်တငယ်ချင်းတဦးရဲ့အိမ်ကိုရောက်သွားတယ်ဆိုရင်ပဲအကျိုးအကြောင်းပြောပြပြီးခိတ္တတညလောက်တဲခုနိုင်ဖို့ပြောတော့မင်းဖြစ်မင်းထန်တင့်လာတာမို့ဆိုတဲ့အကြောင်းပြချက်နဲ့တငယ်ချင်းအိမ်ကလက်မခံဘူးပြန်လွတ်လိုက်ကြသားဖြစ်သူကလည်းနောက်တငယ်ချင်းအိမ်ကိုဆက်သွားတော့နောက်တငယ်ချင်းအိမ်ကလည်းဒီလိုပါပဲအကြောင်းတစ်မျိုးပြလက်မခံပြန်ဘူးပြန်လွတ်လိုက်ကြနောက်တငယ်ချင်းနဲ့ဘယ်တငယ်ချင်းကမှလက်မခံလို့ဘယ်သွားလို့ဘယ်လာရမှန်းမသိသားဖြစ်သူလည်းစိတ်တွေညစ်နေလို့တာပေါ့ဒီအချိန်မှာဖခင်ဖြစ်သူကသားရဲ့အဖေမှာငယ်တငယ်ချင်းလေးတဦးနှစ်ဦးတော့ရှိတယ်သားသူတို့စီသွားအကူကြီးတောင်းရမှာပဲဆိုပြီးဖခင်ဖြစ်သူကသူ့ရဲ့ငယ်တငယ်ချင်းအိမ်စီကိုသားအဖနှစ်ဦးပြေးလာခဲ့ကြပြန်တယ်ဖခင်ဖြစ်သူရဲ့တငယ်ချင်းအိမ်ကိုရောက်တဲ့အခါမှာလဲအကျိုးဆုံးအကြောင်းဆုံးရှင်းပြလိုက်တဲ့အခါဖခင်ရဲ့တငယ်ချင်းဖြစ်သူကတငယ်ချင်းလာအိမ်မောအမြန်တက်ငါအိမ်ကိုဘာလို့တမ်းမလာတာလဲကွာအဲ့ဒါလိုပြောဆိုပြီးစားစရာတွေခြာကျွေးနေစရာတွေပေးတယ်သားဖြစ်သူဟာဖခင်ဖြစ်သူနဲ့ဖခင်တငယ်ချင်းဆိုသူတို့ရဲ့ပြောဆိုဆွေးနေတာတွေကိုမြင်ရတော့နောင်တကြီးစွာနဲ့မျက်ရည်ပူပြီးစီးကြလာခဲ့တယ်ဖခင်ဖြစ်သူကဘာဖြစ်တာလဲသားဘာကြောင့်မျက်ရည်တွေစီးကြနေတာလဲလို့မေးတော့သားတငယ်ချင်းတွေအကြောင်းစဉ်းစားမိလို့ပါလို့ပြောတဲ့ဒီအခါဖခင်ဖြစ်သူကဒီမဲငါသားသူ့ရှိကိုစားကိုရှိသူစားနဲ့အပျော်အပါးလောက်အတူတွဲနေတဲ့သူတွေကိုမိတ်ဆွေတငယ်ချင်းလို့ပြောမရနိုင်ဘူးသားမိတ်ဆွေဆိုတာအရေးကြောင်းကျုံလာတဲ့အခါကိုရှိကမရက်တီပေးသူကိုအကျိုးနဲ့သူအကျိုးကိုတရမ်းစားတဲ့ထားနိုင်သူမျိုးကိုမှမိတ်ဆွေစစ်လို့ခေါ်ရတာဒီနေ့လူငယ်တွေမှာသူရှိကိုစားကိုရှိသူစားဟေလာဝါလာနဲ့ပျော်ပါနေကြတဲ့အပေါင်းအသင်းတွေကိုမိတ်ဆွေစီလို့ထင်ကြည့်နေကြရဲ့သားရဲ့တကယ်တော့တူးကောင်းကျိုးတူးသေးဖို့ဆိုတာမျိုးဘာမှမရှိပဲမကောင်းမှုများစီသာဘဝကိုဥတည်နေစေတဲ့သူတွေကိုမိတ်ဆွေလို့မခေါ်တတ်ဘူးသားဒီမင်းငါသားမိတ်ဆွေကောင်းဆိုတာနံပါတ်1တူးပေါ်တူးပေးကမ်းကူညီထောက်ပံ့နိုင်ရမယ်ကျွေးနိုင်မွေးနိုင်ရမယ်နံပါတ်2မိတ်ဆွေစစ်မိတ်ဆွေကောင်းဆိုတာတူးပေါ်တူးချိုးသားချစ်ဖွယ်စကားတွေနဲ့သာပြောဆိုဆက်ဆံတယ်တူးနဲ့တူးကြမ်းကြမ်းတမ်းရိုင်းဆိုင်ပြောဆိုမှုမရှိရဘူးနံပါတ်3မိတ်ဆွေစစ်မိတ်ဆွေကောင်းဆိုတာသူကောင်းကျိုးကိုကောင်းကျိုးတွေကိုဆောင်ရွက်ပေးကြတယ်တူးကောင်းကျိုးတူး
ဆောင်ရွက်ပေးနိုင်ကြတယ်နံပါတ်၄တဦးနဲ့တဦးဓာတ်တူဆက်ဆံတယ်ကောင်းတူဆိုးတူမျှဝေခံစားတယ်သူကောင်းကျိုးနဲ့ကိုကောင်းကျိုးကိုတရန်စားတဲ့ဆောင်ရွက်တယ်သားနံပါတ်၅မိတ်ဆွေစစ်မိတ်ဆွေကောင်းဆိုတာမှန်မှန်ကန်ကန်နဲ့ပြုလုပ်ကြပြောဆိုကြတယ်တဦးအပေါ်တဦးလိန်ညာတာလှည့်စားတာမရှိဘူးအပြင်တစ်မျိုးအတွန်းတစ်မျိုးမရှိဘူးဖြောင်စင်းတယ်ငါသားအဲ့ဒါမျိုးကမှမိတ်ဆွေစစ်မိတ်ဆွေကောင်းလို့ဆိုတယ်သားအရေးကြောင်းမရှိတော့ဘာအခက်အခဲမှမရှိခင်တော့မစားရဝါကမန်းနေပြောပြီးအရေးကိစ္စလဲပေါ်လာရောခိုညီးသလိုညီးပြပြီးရှောင်ထွက်သွားတဲ့သူတွေကိုတငယ်ချင်းကောင်းလို့မဆိုနိုင်ဘူးသားကဲလာသားအခက်အခဲဆင်းရဲဒုက္ခနဲ့တွေ့ကြုံမှသာမိတ်ဆွေစစ်မိတ်ဆွေကောင်းဆိုတာသိရတာသားရဲ့ခုမိတ်ဆွေစစ်မိတ်ဆွေတို့ကိုခွဲခြားသိပြီမဟုတ်လားဒါအမြတ်ပဲသားလို့ပြောဆိုဆုံးမလိုက်တဲ့ဒီအကြောင်းလေးကိုကြားရပြီးယနေ့လူငယ်တွေဖူးတုဒနဲ့အသည့်တစ်ခုခုတော့ရကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးတဦးအကျိုးတဦးတကယ်လူလားတဲ့မိတ်ဆွေစစ်မိတ်ဆွေကောင်းများတွေ့နိုင်ပေါင်းနိုင်သိနိုင်ကြပါစေလို့ဆန္ဒပြုရင်းညီကုန်းချုပ်လိုက်ပါတယ်